နော်ဖောတိပဲမှန်ကြတယ်အေးလောက်ဆိုမခေါ်နိုင်တော့ဒီနောက်ဆုံးရိုက်တဲ့ကားဆိုလို့ရှိရင်တော့ဘော်တို့ရွာလေးတွေ့ရမှာတော့ရိုက်တယ်အကုန်လုံးဟဲ့နော်ဖောအင်အားတဲ့ဟဲ့နော်ဖောအင်အားလာပြီနော်ဖောအင်အားဆိုကိုမှရီလိုက်ရတာပြောနေတယ်သူငယ်တန်းလောက်တုန်းကတော့ကြောင်းတက်တုန်းကတော့ကိုနာမည်ကိုဘဝင်မကြောက်ဘူးပေါ့တကယ်ချင်းတွေကလည်းကိုမခေါ်တတ်ဘူးဘယ်သူမှလည်းကိုအမှန်မခေါ်တဲ့အတွက်ကြောင့်နည်းနည်းလေးတော့ငယ်တုန်းကကျတော့ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုစိတ်မကောင်းတာမျိုးတွေတော့ဖြစ်တယ်ပေါ့အိမ်ကိုပြန်လာပြီးတော့နာမည်ပြောင်းမေးတွေပါလုပ်သေးတာပန်းကိုချစ်တဲ့ကြပြာပေါ့အဲ့လိုမျိုးကြပြာကိုချစ်တဲ့ပန်းကိုချစ်တဲ့ကြပြာအဲ့လိုမျိုးပြောကြတာပေါ့ဟုတ်အဓိကတော့တလုံးချင်းစီရဲ့နာမည်ကတော့ဖောကတော့ပန်းအေကတော့ချစ်တာထားကတော့ကြပြာလေးပေါ့နော်ဖောအဲ့လိုရှူတင်ရောက်သွားလို့ရှင်လေအဲ့လိုမျိုးကိုအမြဲတမ်းလည်းပြောရပေါ့နော်အဲ့လိုပေါ့ပပလေးပဲနေဖြစ်တယ်ပေါ့ character ဇက်ကောင်အရာလည်းပေါ့ပပဇက်ကောင်ဆိုလို့ရှင်တော့ဖောကကို pressure များစီမဲ့လောက်ရလေးတွေဆိုတော့ဖောရှောင်းတယ်ပေါ့နော်ဆိုရှူတင်မှာဆိုလည်းအကုန်လုံးနဲ့ပျော်ရွှင်ရွှင်မဲ့စကားပြောရဲစနောက်တယ်ဒီကတော့ဖောအရန်သိတော့အကိုကအမြဲစရပေါ့နော်နင်း weight တွေ short နေပြန်ပြီလားဘလို့ app ပဲနဲ့ short ပြန်ပြီဗလာကြီးပေါ့နော်ဖောသေးတာနော်ဖောလက်မောင်းတော့အရင်တော့ gym ဆော့ထားတော့ကျဥလို့ခေါ်လားဘဲဥလို့ခေါ်မလားအဲ့လိုဆိုတော့စရင်လည်းတော့ဗလာကြီးဆိုပြီးတော့ကိုမင်းမြတ်ကခေါ်လိုက်တာအခုဗလာကြီးဆိုပြီးတွင်သွားအောင်နာမည်ဟာကိုမင်းမြတ်ပေးလိုက်တဲ့နာမည်ကိုမင်းမြတ်ကြိုက်ကိုကြိုက်ကြိုက်ရတာပေါ့ရှူတင်မှာလည်းပျော်ပဲနေတတ်တော့လေသူကဘာလို့ weight short နေရလဲဝိုင်းပြီးပြောကြတော့ weight short ရတော့မဟုတ်တော့ဗောအဲ့တော့ diet ကိုမှဟိုပေါ့နော် juice တောက်နေရပေါ့အဓိက detox လုပ်ချင်တဲ့ခါကျတော့3ရက်အဲ့ဒါလေးတောက်နေတဲ့ခါကျတော့ weight short နေရပေါ့ပြောမဟုတ်ဘူးနော်ဗောခဏကိုအထဲထဲမှာအစားရှိတော့တောင်းချမ်းထားတွေအများများလို့ detox လုပ်နေတာပေါ့နော်ပိန်နာလို့တော့ဘောမှာလို့ဒီမှာလို့ကြက်ဥရှိတယ်လို့ပြောတဲ့ခါကျဟဲ့ဗလာရှိရပေါ့လူကောင်သေးသေးလေးနဲ့ဆိုပြီးအမှဗလာကြီးဆိုပြီးတော့တွင်သွားတော့ဘောကအစားမြေမနေနိုင်ရှူတင်မှာတော့ဘောကပြောတော့ဘောကိုစောင့်စီခြင်းအစားလာကျွေးထားလိုက်အစားကျွေးထားလို့ရှိရင်ထိုင်ဆောင်တယ်တတိကုန်းလည်းဆောင်တယ်အဲ့လိုညတော့ဘောတွေ့ရလူတိုင်းလည်းပြောရပေါ့နော်အရင်တော့ဆိုမယုံတော့ဘောအစားစားတယ်ဆိုတော့လူတွေကမယုံတရက်လောက်တူနေကြည့်လိုက်လို့ရှင်သူကတိသွားတော့ဘောကတစ်ချိန်လုံးဓာပြီးဘာစားမလဲဒါပြီးဘာစားမလဲအဲ့လိုတစ်ချိန်လုံးအဲ့ဒါပဲတွေးနေမနဲ့ညအိတ်လိုက်လဲငါမနဲ့နိုးလိုက်ငါရဲ့ breakfast ကဘာစားရင်ကောင်းမလဲအဲ့လိုမျိုးတစ်ချိန်လုံးပဲလူကြည့်နေတာအေးပြီးငြိမ်တာပေါ့ခေါင်းထဲမှာအစားကြောင်းပဲတော့စဉ်းစားနေရအဲ့လိုမျိုးအဲ့လောက်ထိစားပြီးတော့မဝဘူးဆိုတာလဲအသက်ရတခုငယ်နေသေးတာလဲပါမှာပေါ့လေပြောလို့တော့မရပါဘူးအခုတတိယတော့ပေါင်100မပြည့်သေးဘူးပေါ့ကင်းနေအရန်ချောတာလေးလည်းပြောပြရောဟုတ်လားပြင်မအချစ်နံပါတ်1ပဲတည်အဲ့တော့ဒီဒုံးကြီးအကတွေကတော့ကားကြုံးလာကြပါဖြစ်လို့လေနော်ဟောနာမည်အရင်မဒီနာမည်ကိုပဲဒီနာမည်ကိုဘာဖြစ်လို့ဒီနာမည်ပဲသုံးဖြစ်တာလဲဆိုတာဒီနာမည်ကိုတော့တော်တော်လေးသဘောကျလို့အရန်လဲတန်ဖိုးထားတယ်အရန်လဲကိုအရန်တော့ငငယ်တော့အဖိုးနဲ့အဖွားနဲ့ကြီးလာတာပေါ့နော်ဆိုတော့အဖွားကတော့ဟိုပေးထားတဲ့တမြတ်တနိုးပေးထားတဲ့နာမည်လေးပေါ့သူငယ်တန်းလောက်တုန်းကတော့ကြောင်းတက်တုန်းကတော့ကိုနာမည်ကိုဘဝင်မကြောက်ဘူးပေါ့တကယ်ချင်းတွေကလည်းကိုမခေါ်တတ်ဘူးဘယ်သူမှလည်းကိုအမှန်မခေါ်တဲ့အတွက်ကြောင့်နည်းနည်းလေးတော့ငယ်တုန်းကကျတော့ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုစိတ်မကောင်းတာမျိုးတွေတော့ဖြစ်တယ်ပေါ့အိမ်ကိုပြန်လာပြီးတော့နာမည်ပြောင်းမေးတွေပါလုပ်သေးတာငယ်တုန်းကလေအခုကျတော့ဟိုအရွယ်ရောက်လာတဲ့ချိန်ကိုနာမည်ရဲ့အတိတ်ပဲတစ်ခုတကယ်သိလာတဲ့အချိန်မှာကျတော့ဟိုနုပညာစားလုံးမဲ့အချိန်တောင်မှပြောကြတယ်ပေါ့နာမည်ကဒီနာမည်နဲ့ပဲလုံးမလားဆိုတော့ဒီနာမည်နဲ့ပဲလုံးမဲဆိုပြီးတော့လုပ်ခဲ့တာပေါ့ပန်းကိုချစ်တဲ့ကြပြာပေါ့အဲ့လိုမျိုးကြပြာကိုချစ်တဲ့ပန်းကိုချစ်တဲ့ကြပြာအဲ့လိုမျိုးပြောကြတာပေါ့ဟုတ်အဓိကတော့တလုံးချင်းစီရဲ့နာမည်ကတော့ဖောကတော့ပန်းအေကတော့ချစ်တာထားကတော့ကြပြာလေးပေါ့နော်ဖောတိပဲမှန်ကြတယ်အေးလောက်ဆိုမခေါ်နိုင်တော့ဒီနောက်ဆုံးရိုက်တဲ့ကားဆိုလို့ရှိရင်တော့ဘော်တို့ရွာလေးတွေ့ရမှာတော့ရိုက်တယ်အကုန်လုံးဟဲ့နော်ဖောအင်အားတဲ့ဘလို့ခေါ်လိုက်တာလဲပေါ့စတယ်ဒီနာမဟုတ်ဘူးအေးကိုတချို့ကြအတန်မထွက်တတ်ဘူးပေါ့နော်နော်ဖောအင်အားလာပြီနော်ဖောအင်အားဆိုကိုမှရီလိုက်ရတာပြောနေတယ်ကတော့လေနာမည်ကခေါ်ရလဲခက်တယ်ပေါ့နော်ချို့ကြလဲစစချင်းတော့ဆိုလူသိတယ်နာမည်ကိုဘလို့ခေါ်မလဲမသိဘူးနော်ကနေအဲ့လိုမျိုးတက်သွားပါတော့အခုဆိုရင်တော့ဖောဆိုတာတော်တော်များများလဲခေါ်တက်နေပြီနေပြီပါသွားလို့ရှင်လဲတခုလုံးမပြောတတ်ဘူးဆိုရင်တော့နော်ဖောနားမှာတက်နေကြတယ်ဒါပေမဲ့အဲ့လောက်ဆိုရင်တော့ဖောကြည်တတ်ပါတယ်ဒုံးကြီးရောကောက်ကက်လားဒုံးရင်ကတော့ဟိုလိုမျိုးအစိမ့်တက်ကြီးကပြဆိုတော့မရဘူးရာဇယ်တွေပါလို့ဆိုငယ်တော့ကီနစ်တစ်ကူတွေပါတယ်မှာတော့ကပူပါတယ်ဒုံးရင်အဲ့တော့ဒါအခုနေအဲ့လိုမျိုးကရမယ်ပြန်ပြီးကပြရမယ်ဆိုလို့ရှိရင်တော့ကတက်သေးလားကပြရမှာပေါ့ပြင်းတော့တင်ရမှာပေါ့တော့ခုလိုမျိုးဘယ်လောက်ထိချစ်တဲ့ထဲမှာပါလဲကိုလူမျိုးဆိုတာတဲ့တော့ကိုယ့်ရဲ့ဖြစ်တည်မှု
တကယ်ချစ်တဲ့တမိုးထားတယ်ပေါ့နော်နော်ဘောဆိုလို့ရှိရင်လည်းအကောင်လုံးကမေးဘာလူမျိုးလဲပိုအိုးကရင်ပေါ့နော်တော်တော်များများနာမည်ကြောင်းမလို့ကရင်လို့ပဲထင်ကြပေမဲ့နော်ဘောကပိုအိုးလူမျိုး90ရာခိုင်နှုန်းကရင်လူမျိုး90ရာခိုင်နှုန်းပါတယ်ပေါ့နော်ဟုတ်ရွှေရှင်ရိုက်တဲ့ချိန်ပိုတိတာတယ်ပိုတိတာတယ်အဲ့ဒီအတွက်လည်းနော်ဘောကအများကြီးလေ့ကျင့်ခဲ့ရတယ်ကိုဒီစကားမဝဲတဲ့တငယ်ချင်းတွေနဲ့တွေ့ပြီးတော့စကားပြောတွေပါတယ်သူတို့နဲ့ပြန်အနေများလာတဲ့ခါကျတော့မဝဲတော့ဘူးပေါ့ဒီကတော့လေတရုပ်ဆောင်တရားဥပညာလောကမှာဒီရုပ်ရှင်လောကမှာရက်တည်နေပြီဆိုရင်တော့အကုန်လုံးရဲ့ဒါမျောလင်းချက်ပန်းတိုင်လေးတစ်ခုကတော့ academy ပေါ့နော်ဆိုတော့အကုန်လုံးကတော့ဒီကိုယ့်ရဲ့ milestone လေးတစ်ခုအတွက်တော့စူးစမ်းနေကြတာပဲရရင်တော့အတိုင်းထက်အလွန်ဝမ်းသာပျော်ရွှင်မိမှာပေါ့